Photoshop 2026 version 27.3 မှာဘာတွေလမ်းလာလဲအရင် version တွေနဲ့ဘာတွေကွာပါလဲဒီဗီဒီယိုမှာအသေးစိတ်ကြည့်လိုက်အောင်နံပါတ်1 Hyper Realistic Generative Fill AI 2.0 ကျွန်တော်အရင် Generative Fill တွေကတစ်ခါတည်းကြာရင်ဗျာဘယ်လိုပြောရမလဲပုံစံမကြတာတွေပုံပြတ်တာတွေကြုံဘူးတယ်မှာအခု version မှာလည်းတော့အဲ့လိုမဟုတ်တော့ဘူး Firefly 5 engine ကိုသုံးလာတာဖြစ်လို့ပုံရိပ်တွေကအစ်စ်အတိုင်းပဲအရေး share တို့အလင်းအမှောင်လိုက်တင်နေရစပို့ပြီးတော့တဘာဝကျသွားတယ်ဗျာနံပါတ်2ကကျတော့ Photoshop ရဲ့တော့ reference image feature အသစ်အခု version 27.3 မှာကျတော့ဘာဖြစ်သွားလဲဆိုတော့စာရိုက်စရာမလိုတော့ပုံတစ်ပုံပြပြီးတော့ AI ကိုဒီပုံစံအတိုင်းတုပ်ပြီးလို့ခိုင်းလိုက်ရုံပဲအဲ့ဒါဆိုရင်ရပြီအရင်ဆုံးကိုပြင်ကျင်တဲ့နေရာကို select မှတ်လိုက်မယ်ပြီးသွားပြီဆိုရင်test bar ကနေပြီးတော့ reference image icon လေးကိုနှိပ်ပြီးတော့ကိုလိုချင်တဲ့နမူနာပုံစံကို upload တင်လိုက်ရုံပဲပြီးသွားရင် generate နှိပ်လိုက်တာနဲ့ AI ကအိတ်ပုံလေးရပစ္စည်းအရောင်နဲ့ပုံစံအတိုင်းခွက်တိဖန်ပြီးပေးသွားလိုက်တယ်တော့ဘာတွေပိုကောင်းသွားလဲဆိုရင် OSR တွေ pre-board တွေဆိုရင်နမူနာပြတဲ့ပုံစံအတိုင်းပို့တူအောင်ထွက်လာတယ်မူရင်းဓာတ်ပုံရဲ့အလင်းအမှောင်နဲ့အရိပ်တွေကိုတော့ AI ကနေပြီးတော့ခါတယ်ညှိပေးသွားတာစာနဲ့ပေါ်ပြခတ်တဲ့ pattern တွေဒီ design တွေကိုပုံနဲ့ပဲတိုက်ရိုက်ခံလို့ရပါတယ်ဒီ feature ကသုံးသက်သွားရင်တော့ photo manipulation လောက်တာတနားကြာမဲ့အလုပ်က1မိနစ်တောင်မကြာတော့နံပါတ်3အနေနဲ့ကကျတော့သူက remove tool ပေါ့နော်အဲ့ဒီ remove tool အသစ်ထူးခြားသွားတာလေးရှိတယ်ဒီ version 27.3 မှာပါလာတဲ့ remove tool model 3ကအရင် version တွေထက်အစပေါင်းများစွာပိုပြီးတော့တော်လာကြီးလို့ပြောရမယ်ဘယ်လောက်ထိလဲဆိုတာတော့အတူတူကြည့်လိုက်အောင်ဒီမှာလေးအနေနဲ့ကတော့ဒီ Photoshop 2026မှာ Dehaze Adjustment Layer အသစ်ထပ်ပါလာတယ်။ဓာတ်ပုံတွေဝါးနေလို့ new design နေလို့စိတ်ညစ်မနေနဲ့တော့ Photoshop 2026မှာ Dehaze Adjustment Layer အသစ်ထပ်ပါလာပြီ။ဒါကကင်မရာရိုးတွေကDehaze နဲ့ဘာကွာလဲတူတူကြည့်အောင်အရင်ကတော့ Dehaze လုပ်ချင်ကင်မရာရော filter တွေကိုသွားရတယ်တစ်ခါလုပ်ပြီးရင်လည်းပြန်ပြင်ရတာခက်တယ်အခုတော့ layer တစ်ခုအနေနဲ့ရှိနေတာကြောင့်ပုံမပြတ်တော့အချိန်ကြီး slide ဆွဲပြီးတော့အတူလျှော့လုပ်လို့ရတယ်ပုံတစ်ပုံလုံးကိုမလုပ်ချင်ဘူးနောက်ခံ new တွေပဲဖယ်ချင်တယ်ဆိုရင်လည်း layer mask နဲ့စစ်ကြိုက်ချစ်လို့ရပါတယ်အရင်ကတော့ Dehaze လုပ်ရင်အရောင်တွေပြတ်တတ်ပေမဲ့ဒီ version 27.3 မှာတော့ contrast နဲ့ saturation ကိုAI ကအလိုရောက်ထိန်းပေးထားတယ်ပေါ့နော်ရှုခင်းပုံတွေမကဘူးရေရောက်ရိုက်ထားတဲ့ပုံလို့မှန်တော့ကနေရိုက်ထားတဲ့ပုံလို့လင်းပြန်နေတဲ့ပုံမျိုးကြီးကြီးလေးလေးဖြစ်အောင်လုပ်တဲ့နေရာမှာဒါအကောင်းဆုံးပဲနံပါတ်5ကတော့ဒီ grain adjustment တွေအသစ်ပေါ့နော်ကိုယ့်ရဲ့ဓာတ်ပုံတွေကို1990ခုနှစ်ကရိုက်ထားတဲ့ film ပုံစံမျိုးချက်ချင်းပြောင်းကျင်တာလားအဲ့ဒီဟာဆိုရင်တော့ Photoshop 2026မှာအသစ်ပါလာတယ် grain adjustment တွေအကောင်းဆုံးလုပ်လို့ရပါတယ်။ဘာတွေထူးခြားလာလဲဆိုရင်အရင်လိုဓာတ်ပုံပေါ်မှာဓာတ်ရိုက် filter သုံးစရာမလိုတော့ဘူး။ layer တစ်ခုအနေနဲ့ရှိနေမှာဆိုတော့ကြိုက်တဲ့အချိန်ပြန်ပြင်လို့ရတယ်။ grain ရဲ့အရွယ်စားပမာဏအဲ့ဒါလည်းမကောက်ဘူး။ဒီroundness ပေါ့နော်အကျဉ်းအမှုကိုပါစိတ်ကြိုက်ချိန်လို့ရပါတယ်။ highlight ဒီမှာပဲ grain ထည့်မလားအမို့ share ဒီမှာပဲထည့်မလားဆိုတာကိုပါသူကညှိလို့ရပါတာပေါ့နော်ရမ်းမိုက်တယ်film ပုံစံမျိုးတွေမဟုတ်ဘူး design တွေမှာ texture တွေလိုချင်လည်းဒါအရန်သုံးဝင်တယ်ပုံပို့ပြီးတော့စစ်မှန်ဓာတ်ပုံတစ်ပုံလိုမျိုးခန်းစားချက်ကိုသူကပေးနိုင်တယ်ဒီ Photoshop 2026ကတော့ graphic designer တွေမကဘူးဒီ content creator တွေပါအချိန်အများကြီးတက်တာစေပါမှာကဲခင်ဗျားတို့ရော update တင်ပြီးသွားပြီလား